Hello ဖြစ်ဖြစ်ဒီနေ့ကင်းမုံတီချက်လေးချက်ပါမယ်ဒါတော့ဈေးရဝယ်ခဲ့တာကင်းမုံတီ1000ပိုးပါဒါလေးကိုအရင်ဆုံးရှည်စေးပါမယ်တစ်လုံးချင်းစီလေးပုတ်ပြီးတော့ရောင်နေအောင်စေးလိုက်ပါမယ်ရှင်ဒါရှည်နှစ်ထပ်စေးထားတာပါကင်းမုံတီကိုရှည်လေးစေးပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးမရုပ်ချပွေလေးနဲ့ထူပါမယ်တချို့ကတော့ဒီတိုင်းပဲစိတ်ပြီးတော့ချက်တယ်ဒီလိုစီမှာကြတော့ဒီလိုထူပြီးတော့ချက်ကြပါတယ်ဒီတော့ဒီလိုလေးချက်တာပို့ကြိုက်ပါတယ်တစ်လုံးတစ်လုံးကိုဒီလောက်နေထားထိရောက်အောင်ထုပေးပါမယ်ဒါလေးတော့နည်းနည်းမှဲ့တဲ့အောင်ဖြစ်နေတော့စိမ့်လေးတွေဆိုရင်တော့ပိုကောင်းပါတယ်ဘာဖြစ်လို့ထုတ်ပြီးသားယူလာရလို့မလို့မရွေးခဲ့ရလို့နှဲလေးတွေပါလာပါတယ်ကဲဒါတော့ကိမုံတီလေးအကုန်ထောင်းလို့ပြီးသွားပါပြီထောင်းလို့ပြီးသွားပြီဆိုလို့ရှိရင်ဒီစားလေးနဲ့ရေးဆေးပေးပါမယ်စားလေးနဲ့ပြီးတော့ဆေးပေးမယ်ဒီလိုအညာမှာဆိုလို့ရှိရင်တော့အဖွားကတော့ဒီလိုလေးလုပ်ပြီးလို့ရှိရင်သူဆန်ဆေးရည်နဲ့ဆေးရယ်ဒီဆန်ဆေးရည်မရှိတော့လို့မလို့စားနဲ့ပြီးတော့ရေနဲ့ပဲဆေးပါမယ်ဒီလိုမျိုးလေးစားနဲ့နာလေးစုပ်ပြီးတော့နှဲပြရပါမယ်နှဲပြီးသွားပြီဆိုလို့ရှိရင်ဒီလိုရှည်ဆေးပါမယ်3တက်လောက်ဆေးပေးလိုက်မယ်ပေါ့နော်ချက်ပါတော့မယ်ဒါပြီးတော့မြန်မာလိုလေးလုံးချက်လေးချက်မယ်ပေါ့နော်ဒါခုနကရှည်ပြောင်းအောင်ဆေးထားတဲ့ရှည်စင်အောင်ဆေးထားတဲ့ကိမုံတီလေးတွေကိုထည့်လိုက်ပါမယ်စက်သွင်းတစ်လုံးခင်းစင်တစ်လုံးထည့်ပါတယ်ပြီးရင်စက်သွင်းပြူထောင်းထားတာလေးထည့်ပါတယ်ပစွန်စိတ်အချောက်ပစွန်စိတ်6လေးရေးစိမ့်ထားတာပစွန်ကြောက်ရှင်လည်းပစွန်ကြောက်ထည့်လို့ရတယ်ပြီးတော့ကျတော့ပစွန်စိတ်ကိုကိုယ့်ကို6လန်းထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးထည့်ပါတယ်စနစ်မုံလေးထည့်မယ်ကြောင်လေးမုံလေးထည့်မယ်ဒီကျန်းမုံလေးနှစ်စုံလောက်ထည့်ပါမယ်ပြီးရင်ငပြားလေးထည့်ပါမယ်ဟောဒါရှိအရသာမုံတစ်စုံထည့်ပါတယ်စားတစ်စုံထည့်ပါတယ်ငပိနုလေးမကြီးစီ2စီးစားလောက်ထည့်ပါမယ်စီထည့်ပါမယ်ဒါလေးကိုတမသွားပြီးပါမယ်အဲ့ကုန်းလေးကိုဒီလိုလက်အိမ်သုံးတော့ပါဦးချပါပြီဒါဆိုရင်ချက်ဖို့အဆင်ပြေဖြစ်သွားပါပြီဒီလေးဖွင့်ပြီးတော့ဒီတိုင်းလေးလုံးချက်လေးချက်ပေးပါမယ်သူကဇက်တောက်ကလေးပဲစားချင်နေဆိုလို့ရှိရင်တော့ရေမထည့်နဲ့ဒီလိုမျိုးကြော်တယ်လို့မျိုးလေးပဲကြော်ချက်လေးချက်လို့ရတယ်ပြီးတော့ကြတော့နည်းနည်းအီလေးစားချင်လို့ရေလေးနည်းနည်းထည့်ပါမယ်ရေလေးနည်းနည်းလေးထည့်ပေးပါမယ်ဖုံးလေးအုပ်လိုက်ပါမယ်အနံ့နေရတော်တော်မှုေးနေ10မိနစ်လောက်ပါပဲ10မိနစ်15မိနစ်လောက်ဆိုကြက်မှာပေါ့နော်ဘိုင်ကနေပြီလို့ဝါ10မိနစ်တောင်မကြာဘူးရေ9မိနစ်9မိနစ်လောက်ပဲအဲ့လောက်ဆိုလို့ရှိရင်ကြက်ပါပြီဒီမိသားလေးဆိုရင်ရပြီစီပြန်ရည်ပြန်လေးပေါ့နော်တန်ဖိုးနဲ့ဟင်းရပြီကင်းမုံဒီလေး1000ပိုးနဲ့ဟင်းတစ်ခွက်ဖြစ်သွားပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်စားဖို့ပြင်ပါတော့မယ်ထမင်းပူပူလေးနဲ့ကင်းမုံချက်ပူပူလေးပေါ့ဖြူရမ်းကြိုက်တဲ့ကင်းမုံဒီချက်လေးရပါပြီငွေမြာပဲကြက်ပါပြီဖြူရမ်းကြိုက်တဲ့ကင်းမုံဒီချက်ပူပူလေးနဲ့ဒီနေ့စားပါတော့မယ်အားလုံးပဲစားကြပါအောင်ရှင်